ဒီမှာနေ့တုန်းကလုပ်ထားတဲ့ homework ကိုပြန်ဖြေကြည့်မယ်နော်ဖြေပြန်ရှာကြည့်မယ်နေ့တုန်းကဒီ not as different as one would think ဆိုရဲ essay ကိုဖတ်ခိုင်းပြီးမှဒီကုလေးတွေဖြေခိုင်းခဲ့နော်အားလုံး assignment ထပ်ထား2ယောက်လို့တွေ့ရနော်ဂျာနဲ့တူတွေကပြီးမှမထပ်တာလားမပြီးရတာဆိုတာမသိဘူးနော်ဒါဆိုရင်ဆရာနဲ့အတူဒီမိကုန်းတွေရင်ဖြေကြည့်မယ်ပထမဆုံးမိကုန်းကတူမေးထား what two subjects does the writer compare in this essay ဒီ essay မှာ subject နှစ်ခုနိုင်ရှင်းထားတယ်နော်ဒါရပါတယ်လေဆိုတော့ဒီမှာကဖတ်တဲ့သူတွေတော့ဒီမှာပေါ့နော်ဒီ Brazil နဲ့ United States ကိုနိုင်ရှင်းထားပြတယ်ဒါကြောင့်လို့ဒီမှာ Brazil နဲ့ United States ဖြစ်မယ်ပြီးရင် what method of organization does the writer use point by point or block ဘာသုံးထားတယ်လို့ထင်လဲဒီ paragraph ဖတ်ပြီးရဲ့ essay ဖတ်ပြီးရဲ့သူဒီ essay ကိုဖတ်ပြီးမှသူကဘာ method နဲ့ရေးထားလို့ထင်လဲone similarity is their size Brazilian ဒီဒါဆိုရင်ဒါကဟို point by point method နဲ့ရေးထားမှာเนาะဘာကြောင့်လဲဆိုတော့သူကsubject တစ်ခုကိုပဲ paragraph တစ်ခုမှာရေးရမှာမဟုတ်ဘူးလေသူက subject တစ်ခုလုံးကို point တစ်ခုနဲ့သူတို့ရဲ့ဒီခုမှာဆိုရင် size ကိုနိုင်ရှင်တယ် subject တစ်ခုလုံးကိုနိုင်ရှင်ပြီးရဒီမှာဆိုရင် diversity of ethnic group ကိုနိုင်ရှင်တယ်เนาะဒါဆိုရင်ဒါကြောင့်လို့သူက point by point method နဲ့ရေးထားဖြစ်တယ်เนาะပြီးနံပါတ်3 question က what is the hook for this essay ဒီ essay ရဲ့ hook ကဘာဖြစ်မလဲဆိုတော့ hook ဆိုတာနဲ့တော့ဒီ introduction paragraph မှာတွားကြည့်ရမှာပေါ့နော်ဒါဆိုရင် hook ကတော့ပထမဆုံးစာကြောင်းဆိုတော့ all countries in the world are unique ဒီဟာက hook ဖြစ်မှာနော်နိုင်ငံတိုင်းကသူ့ဟာသူunique ဖြစ်ကြတယ်ပြပြခြားခြားကြတယ်ပေါ့နော်ဒါကတော့ဒီ essay ရဲ့ hook ဖြစ်သွားမယ်ပြီးရင်ဒီ obviously ကနေ because Brazil and the United States are in different hemisphere ဒီ similarity တွေကတော့ connecting information ဖြစ်မှာเนาะ connecting information ဖြစ်မယ်ပြီးရင် this statement ကတော့ some may think that these two nations have nothing in common because Brazil and United States are in different hemispheres on the contrary they share many similarities ဒီကနေဒီထီကတော့ this statement ဖြစ်သွားမှာเนาะဒီ essay ရဲ့ဒီက main point လို့ပြောလို့ရတယ်เนาะအဲဆိုရင်ဒါ paragraph 1မှာကတော့သူက topic sentence ကတော့ပထမဆုံးစာကြောင်း one important similarity is their size ဒါတော့ topic sentence ပေါ့နော်ဒါတွေကတော့သူ supporting sentence တွေဖြစ်တယ်ပြီးရင် number paragraph 2မှာကတော့ topic sentence ကတော့ another similarity between Brazil and United States is diversity of ethnic groups ဒါက topic sentence ဖြစ်သွားမှာနော် topic sentence ဖြစ်သွားမယ်သူကဒီဘာကြောင့်လဲဆိုတော့ဒီ United States နဲ့ Brazil မှာ ethnic group လူမျိုးပေါင်းစုံ diverse ဖြစ်တယ်ပေါ့နော်လူမျိုးပေါင်းစုံနေထိုင်ကြတယ်ဒါကိုသူကsimilarity တွေနဲ့နိုင်ရှင်တဲ့အတွက်ဖြစ်တဲ့အတွက်ကြောင့်မလို့ main point ဖြစ်တဲ့အတွက်ကြောင့်မလို့ဒါက topic sentence ဖြစ်သွားမယ် paragraph 3မှာလည်းဒီဟာ individualism is an important value for both Brazilian and Americans ဒါက topic sentence ဖြစ်သွားမှာเนาะ paragraph 3ရဲ့ topic sentence ဖြစ်သွားမယ် okay ဒါဆိုရင် main goal number 4က underline the thesis statement ဆိုခုနကဒီဟာပေါ့နော် some may think ဒီဟာက topic thesis statement ဖြစ်သွားမှာเนาะ
So yin is the thesis statement restated in the conclusion. Conclusion ma thesis statement ko pian pho pya tha la ba no da ko sha kain la so ba ma phit ma le so sha ji yaung. Although Brazil and the United States are unique countries, they are a remarkable similarity in ethnic diversity and personal values. DT ကသူက thesis statement ကိုပြန်ပြီးမှ restate ပေါ်ပြထားတဲ့အတွက်ကြောင့်လို့ဒါကပေါ်ပြထားတာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ဒီစာကြောင်းနဲ့အပေါ်က some may think that these two nations have nothing in common ဒါနဲ့ကအတိတ်ပဲတွားဆင်နေတာပေါ့နော်သူရဲ့ရေးပုံရေးနည်းပဲကွာပါဆိုတော့ဒါပြန်ပြီးမှ restate လုပ်တာဖြစ်တယ်သူရဲ့ structure မှာဝင်နေပေါ့နော် Okay ဒါဆိုရင်ဒီthesis statement တွေ hook တွေ topic sentence တွေပါလဲတည်ပြီဆိုတော့ဒီအောက်ကဟာ outline ရေးခိုင်းတာဆိုတာမဖြေပြတော့ဘူးအားလုံးရကြမလို့ထင်တယ်ဒါဆိုရင် lesson ဒီနေ့ရဲ့ lesson ကိုတွားကြပါနော်ဒီနေ့ရဲ့ lesson ကတော့ဒီနေ့ရဲ့ lesson ကဒီ cause and effect essay ပေါ့နော် cause and effect essay ဖြစ်တယ်ဒါဆိုရင်ပထမဆုံးအနေနဲ့ for every action there is an equal opposite reaction ပေါ့နော်ဒီ Isaac Newton ရဲ့တက်လောအရာပဲ action တိုင်းတက်ရောက်မှုတိုင်းမှာတံပြန်တက်ရောက်မှုရှိတယ်ဒါကြောင့် cause and effect essay လည်းအတူတူပဲ cause တစ်ခုရှိရတယ်သူ့မှာနောက်ဆက်တွဲဆိုချိုးကအများကြီးရှိတယ်ပေါ့နော်ဒါတော့စနေတိုင်းရဲ့တော့ရပဲ cause and effect essay example ကတော့သူကthe factory dumps a waste into a river စက်ရုံတရုံကဒီအမိုက်အညစ်အကြေးတွေကိုမြစ်ပေါ်မှာတွန်းချလိုက်တယ်ဒါက cause ပေါ့နော် cause effect ကတော့ဘာသွားဖြစ်မလဲဆိုတော့ the river becomes polluted and fish die ဒီမြစ်ကညစ်ပတ်သွားတယ် polluted ဖြစ်သွားတယ်ပြီးရင်အဲမှာရှိတဲ့ရေနေတ္တဝါတွေကတိတ်ဆုံးသွားတယ်ပေါ့နော်ဒါကသူရဲ့ cause ရှိရင်အများအား effect ရှိရပေါ့နော်ကိုလုံးလိုက်တဲ့အရာမှာနောက်ဆက်တွဲဆိုးကျိုးကအများအားရှိရဒီအရာကိုရေးချင်တဲ့ cause and effect essay ကိုရေးချင်တယ်ဆိုရင်ဒီ cause and effect essay structure ဆိုတာတည်ထားရပါတော့နော် structure က slide the cause and effect essay သူရဲ့ definition ကတော့ a cause and effect essay explains the relationship between an event cause and its outcomes effects cause and effect essay ကတော့basically ပေါ့နော်ဒါကတော့ဟိုရသူရဲ့ event တခုရှိမယ် event တခုမှာ cause ပေါ့နော် cause တခုဖြစ်တယ်အဲ့ဒီ cause ကနေပြီးမှသူရဲ့နောက်ဆက်တွဲဖြစ်လာတဲ့ its outcomes outcome တွေရှိမယ်ပေါ့နော် effect တွေရှိမယ်ပေါ့နော်ဒါကတော့ cause and effect essay ရဲ့ definition ဖြစ်တယ်ပြီးရင်example ကတော့ overfishing can lead to reduce or extinct fish population overfishing က cause ဖြစ်မှာပေါ့နော် overfishing လုပ်ခြင်းအဖြစ်သူကဒီရေနေတ္တဝါငါးတွေရဲ့ population ကိုမျိုးသုံးလာစေနိုင်တယ် reduce လျှော့ချစေနိုင်တယ်ပေါ့နော်ဒါက overfishing လုပ်ခြင်းအဖြစ်ဒီ effect ကိုတက်ရောက်နိုင်တယ်ပေါ့နော်ဒါကcause and effect ရဲ့sentence အနေနဲ့ရေးပြအောင်နော်ဒါကိုသူက essay အနေနဲ့cause and effect essay အနေနဲ့ရအောင်နော် purpose ရွေးချက်ကတော့ဒီ cause and effect essay ရချင်းရွေးချက်ကတော့ဒါကthis essay can be information တွေပြောပြဖြစ်ခြင်းဖြစ်မယ် analytical ပေါ့နော်ဒီအသေးစိတ် breakdown လုပ်ပြီးမှရှင်းပြဖြစ်မယ်ပြီး insightful ပေါ့နော် insightful ဖြစ်မယ်ဒီ၃ချက်ဖြစ်နိုင်ရပေါ့နော်သူရဲ့ရည်ရွယ်ချက်ကတော့ application ဘယ်မှာတွေအသုံးပြုလဲဆိုတော့သူကဒီ cause and effect essay ကိုတော့သူကIt's useful not only for full essays but also for writing individual paragraphs in longer texts like persuasive or argumentative essay. The cause and effect essay ကိုpersuasive နဲ့ argumentative essay ရဲ့အချိန်မှာလည်းသူက
သုံးကြတယ်ပေါ့ types of cause and effect essay cause and effect essay မှာတော့အဓိကအဖြစ်2မျိုးရှိရယ်။ဘာလဲဆိုတော့ပထမဆုံးက focus on causes မှာပဲသူက focus အာရုံစိုက်ထားလို့ focus လုပ်ထားပါတော့။ explain the reason something happens writers often ask why or how ဒီ focus on causes ကတော့သူကဘာကြောင့် reason တွေကိုပေါ့နော်အကြောင်းအရာဘာကြောင့်ဖြစ်ပေါ်ခဲ့တယ်လဲခုကဘာကြောင့်ဘာအကြောင်းအရာအကြောင်းဖြစ်ပေါ်ခဲ့တယ်လဲဆိုတာကိုရေးချင်းဖြစ်တယ်စာရေးသူကဒီ focus on causes အစီရေးမယ်ဆိုရင် why ပေါ့နော် why and how ဘာကြောင့်လဲဘယ်လိုဖြစ်ပေါ်လာလဲဒီနှစ်ခုကိုအများအားမေးသိရှိရပါနောက်တစ်ခုကတော့ focus on effects ဆို effect ကိုအဓိက focus မှာရေးရဲ့အစီဖြစ်တယ်ဒါတော့ describes the results of an event or actions သူကခုနကလိုအကြောင်းအရာကိုရေးရမှာမဟုတ်ပဲနဲ့သူကဒီအကြောင်းအရာတစ်ခုကြောင့်ဖြစ်ပေါ်လာတဲ့ results ရလဒ်တွေအကြောင်းအရာတစ်ခုကြောင့် action တစ်ခုကြောင့်ဖြစ်ပေါ်လာတဲ့ရလဒ်တွေအကျိုးကျေးဇူးတွေဆိုးကျိုးတွေအဲ့ဒါကိုရေး focus လုပ်တဲ့အချိန်မှာ focus on effects အစိမ်းနဲ့ရေးကြပါတော့အဲ့ဒီအချိန်မှာသူက writer စာရေးသူကဘာကိုမေးလေးရှိလဲဆို what if ပေါ့နော် to explore outcomes what if အကယ်၍ဒီလိုဖြစ်ခဲ့မယ်ဆိုရင်ဘာတွေဖြစ်လာနိုင်တယ်လဲ results တွေကဘာတွေ what if ပေါ့နော် what if မေးခွန်းနဲ့အခုကိုမေးခွန်းထုတ်ပြီးမှဒီရေးလေးရှိတယ်ပေါ့ focus on the fact okay ဒါဆိုရင်နှစ်ခုရှိရပါတော့ focus on causes and focus on effects okay ဒါဆိုရင်ဒီမှာကြည့်ရမယ်ဆိုရင် focus on causes method ပေါ့နော်ပထမဆုံး method ကသူက cause တုံး cause တွေကိုအဓိကအားဖြင့် focus လိုက်တယ် focus ပြီးမှပဲသူကဒီ cause တွေကြောင့်မလို့ effect တစ်ခုဖြစ်လာတယ်ပေါ့နော်ဒါဆိုရင်ဒီပုံကိုကြည့်ချင်းရသူက cause တွေကိုအသားပေးထားတယ်လို့တွေ့ရပါတော့ပြီးရင် focus on effects method ကတော့သူက cause တစ်ခုကနေ effect ပေါ့နော် effect တွေဘာတွေဖြစ်လာလဲလို့နော် effect တွေနောက်ဆက်ဆိုးကျိုးတွေဘာဖြစ်လာလဲဆိုတာကိုသူအဓိကfocus လုပ်ထားဖြစ်တဲ့အတွက်ကြောင့်မလို့သူက focus on effects methods နားလည်မသိနဲ့နော် focus on causes နဲ့ focus on effects okay ပထမဆုံးကတော့ဒီ focus on causes methods focus on causes method မှာတော့ခုနကပြောလို့ပဲဖြစ်ပေါ်လာရတဲ့အကြောင်းအရာ reason တွေကိုအဓိကသူကအသားပေးထားရမလို့သူက main question ကဘာဖြစ်မလဲဆိုတော့ why does something happen ဘာကြောင့်ခုကဖြစ်ပေါ်လာလဲဒါကိုမေးရမှာနော် main question ပေါ့နော် approach ကတော့သူက write about reasons why people quit their job သူတွေဘာကြောင့်အလုပ်ထဲကနေထွက်သွားကြတယ်သူတို့အလုပ်ထဲကနေထွက်သွားကြတယ်ဆိုရင်အကြောင်းအရာ reasons တွေကိုပြောပြချင်တဲ့အခါမှာဆိုရင် reason oriented ရေးချင်တဲ့အခါမှာဆိုရင်ဒီ focus on causes method နဲ့ရေးရပါတော့ example of causes ဆိုရင်ဒီဘာကြောင့်ထွက်သွားရတယ်ဆိုရင် causes တွေကတော့ long commute ဖြစ်မယ်ခရီးရှည်သွားရပါတော့အလုံးနဲ့အိမ်မှာခီးလန်ရှည်သွားရတဲ့အတွက်ကြောင့်ဖြစ်မယ်ဟုတ်ရဲ့ lack of benefits ကျိုးကျေးဇူးသိမရှိလို့ဖြစ်မယ် poor work environment ဒီ work environment မကောင်းလို့ဖြစ်မယ်ပေါ့နော်ဒီ causes တွေကိုသူကအဓိကfocus လုပ်ပြီးမှရေးချင်တဲ့အတွက်ကြောင့်မလို့အကြောင်းအရာတွေကိုအဓိက focus ထားလို့သူက focus on causes method ပေါ့နော် structure သူရဲ့ structure ကတော့ each body paragraph focuses on a different cause body paragraph 3ခုရေးချင်ရေးလို့ရ4ခုရေးချင်ရေးလို့ရဒါပေမဲ့ body paragraph တစ်ခုချင်းစီက cause တစ်ခုအကြောင်းကိုပဲပြောရမှာနော် cause ကိုအကြောင်းကိုသူက supporting sentence တွေနဲ့ရှင်းပြရမယ်ဒါကတော့သူရဲ့ structure ဖြစ်တယ်နော်ပြီးရင် number 2 method နောက်တစ်ခုက focus on the facts method သူရဲ့ main question ကဘာဖြစ်မလဲဆိုတော့ what happens when ပေါ့နော်ဒီမေးခွန်းနဲ့တော့ပါနော်သူကအကယ်၍ဒီဟာဖြစ်ခဲ့မယ်ဆိုရင်ဘာတွေပြန်ဆက်ဖြစ်လာမလဲဒါကိုအဓိကရေးရမှာပေါ့နော် approach ကတော့ write about the consequences of quitting a job ခုနကဆိုရင်ဒီအလုပ်ထွက်ရခြင်းရဲ့ reason အကြောင်းအရာတွေရတယ်ဒီမှာဆိုရင်
focus on effect method မှာဆိုရင်ကတော့သူရဲ့အလုပ်ထွက်လိုက်တဲ့အခါမှာနောက်ဆက်တွဲဆိုးကျိုးတွေကဘာတွေ result တွေကဘာတွေဖြစ်လာမလဲဆိုတော့သူကဒီကရေးရဖြစ်တယ်ပေါ့နော်ဒီမှာ example effect ကိုပေးရမယ်ဆိုရင်သူက emotional stress or relief ပေါ့နော် emotional relief ဖြစ်မယ် emotional stress စိတ်ဖိစီးမှုဖြစ်မယ် financial instability or improvement ငွေကြေးအဆင်မပြေတာဖြစ်လာနိုင်တယ်ပြီးရင် career changes ဖြစ်လာနိုင်တယ်ဒါတွေကသူရဲ့ consequences of quitting a job ပေါ့နော်ဒီအလုပ်ထွက်ရခြင်းရဲ့ results တွေဖြစ်တယ်ပေါ့နော်ဒါကိုအဓိကကိုကအားထားမှရေးချင်တယ်ဆိုရင်ဒီ focus on the facts method နဲ့ရေးရမှာเนาะသူရဲ့ structure ကတော့ခုနကဟာနဲ့အတူတူပဲ each body paragraph focuses on a different effect ဒီ body paragraph တစ်ခုတိုင်းစီကဒီ effect တစ်ခုကိုသူကတွားပြီးမှရေးပြီးမှ explain လုပ်ရမှာเนาะခုနက cause and focus on causes method ဆိုရင်ကတော့ဒီသူရဲ့ cause ကို body paragraph တစ်ခုတိုင်းမှာရှင်းပြရမယ်ဒီမှာဆိုရင်ကတော့ effect ကို body paragraph တစ်ခုတိုင်းမှာရှင်းပြရမယ်เนาะ effect တစ်ခုOkay ဒါနားလည်ပြီဆိုရင်ကျွန်တော်တို့ essay လေးတစ်ခုဖတ်ကြည့်ရအောင်เนาะ cause and effect essay ကြည့်မှဒီဘယ်လိုရေးထားတယ်လဲ structure ဘယ်လိုသုံးထားတယ်လဲချက်ကြည့်ရမှာเนาะOkay အားလုံးမြင်ရလားမသိဘူးเนาะ essay ကို the truth behind lying ဒါဆိုရင်ဒါကိုဖတ်ကြည့်မယ်เนาะဒါကိုဖတ်ကြည့်ပြီးမှနောက်မှမေးခွန်းတွေကိုပြန်ဖြေကြည့်မယ်เนาะအဓိကဒီသူရဲ့ structure နဲ့ thesis statement တွေကဘာဖြစ်တယ် topic sentence တွေဘာဖြစ်တယ်သူက focus on causes လား focus on the facts လားဆိုတော့ကိုကဒီဖတ်ကြည့်ရတဲ့ဖြေကြည့်မယ်เนาะ Okay ခေါင်းစဉ်ကတော့ the truth behind lying ဒီလိမ်လည်ခြင်းရဲ့နောက်ကအမှန်တရားပေါ့เนาะMost children are taught the virtue of honesty from fairy tales and other stories. Most children ကလေးအများစုကသူတို့ကဒီ honesty ယူသားဖြောင့်မတ်ခြင်းရဲ့ကောင်းခြင်းတွေကိုဒီ fairy tales တွေနဲ့ story တွေမှာသူတို့ကငယ်တွေကသင်ယူရရှိကြတယ်ပေါ့နော် The celebrated story of Pinocchio who begins life as a puppet teaches the importance of telling the truth. ဒီ Pinocchio ဆိုတဲ့story ပေါ့နော် story ကတော့သူရဲ့ life ကတော့ puppet အယုတ်တစ်ခုအနေနဲ့ puppet တစ်ခုအနေနဲ့စပြီးမှသူကဒီအမှန်တရား telling the truth အမှန်တရားပြောပြခြင်းရဲ့အရေးပါမှုကိုသူကဒီ Pinocchio ဇာတ်လမ်းကနေပြီးမှတုပ်ဖော်ထားတယ် Every time Pinocchio lies his nose grows longer and longer ဒီ Pinocchio ကသူလိမ်လိုက်တဲ့အချိန်မှာသူရဲ့နှုတ်ဒီကပိုပြီးမှရှည်ရှည်လာတယ်ပေါ့နော်Another story about the boy who cried wolf exemplifies how lying led to his losing all of his sheep as well as the trust of his fellow villagers. နောက်ထပ်ပုံပြင်တစ်ခုကတော့ဒီအကုန်လုံးဒီရဲ့ပုံပြင် the boy who cried wolf ပေါ့နော်ဒီပုံပြင်ကလည်းသူကဒီလိမ်လည်ချင်းကြောင့်ပဲသူရဲ့သူလိမ်လည်ချင်းကြောင့်သူရဲ့ဒီတိုးတွေနဲ့သူရဲ့ဒီငယ်ချင်းတွေ villager တွေရဲ့ယုံကြည်မှုကိုဆုံးရှုံးလိုက်ရတဲ့အကြောင်းကိုဒီကလေးတွေကညီငယ်တွေကနေဒီအကြောင်းအရာတွေကိုတင်ရတယ်ပေါ့နော်လိမ်လည်ချင်းဆိုတာမကောင်းတဲ့အရာတွေမှန်တရားဆိုတာကောင်းတဲ့အရာတွေကိုသူတင်ယူရရှိတယ်ပေါ့နော် In the United States မှာဆိုရင်လည်း young children learn the tale of young George Washington who finally admits to his father that he cut down a cherry tree United States မှာလည်းပဲဒီ Young George Washington ရဲ့ story ကိုသူတို့ကလေးကိုအများပြောပြကြတာပေါ့နော် These types of stories show children that honesty is the best policy ဒီပုံပြင်တွေကိုကလေးတွေကိုပြောပြခြင်းအပြင်ဒီ honesty
ရိုးသားဖြောင့်မတ်ခြင်းက the best policy အကောင်းဆုံးဖြစ်တယ်ဆိုတာကိုကလေးတွေကိုတင်ပေးနေတယ်ပေါ့နော် Still if this is the case then why do so many people lie အကယ်၍ဒါက honesty ကအကောင်းဆုံးဘာကြောင့်လူတွေကဆက်ပြီးမှလိမ်နေရပဲလဲပေါ့နော်မိကုန်းတို့ပေါ့ The fact is that human beings lie for many reasons ဒီလူသားတွေကအကြောင်းအရာမျိုးကြောင့်လိမ်လေချင်းပြောဆိုကြတယ်ပေါ့နော် Okay ဒါဆိုရင် paragraph 1မှာကOne reason for lying has to do with minimizing a mistake. ဒီမှာသူက topic sentence ကိုပေးလိုက်တယ် reason အကြောင်းအရာတစ်ခုကတော့သူတို့ဒီ minimizing a mistake ပေါ့နော်အမှားတစ်ခုကို short ချဖို့အတွက်ဖုံးကာဖို့အတွက်သူလိမ်လည်ရခြင်းဖြစ်တယ်ပေါ့နော် Why it is true that everyone makes a blunder from time to time. Some people do not have the courage to admit their errors because they fear blame.Everyone makes a blunder from time to time. The blunder ဆိုတာဒီကမှာ meaning definition ပေးရမှာเนาะ careless mistake အမှားတစ်ခုပေါ့เนาะ careless mistake လူတွေက time to time အမှားတစ်ခုကိုအမြဲလုပ်လေးရှိရပေါ့เนาะအမှားတစ်လုပ်လေးရှိရ Some people do not have the courage to admit their errors ကျို့လူတွေကတော့သူဒီကိုယ့်ရဲ့အမှားကိုဝန်ခံဖို့အတွက်တတိမရှိကြဘူးပေါ့ because they fear blameတို့သူများတွေအပြစ်တင်မှာကြောက်လို့လိမ့်လို့မှာကြောက်လို့သူတို့ကကိုယ့်ရဲ့မန်တရားကိုဖွင့်မပြောကြဘူးเนาะ For example students might lie to their teacher about unfinished homework ဥပမာအနေနဲ့ဆိုရင်ကျောင်းသားတစ်ယောက်ကျောင်းသူတစ်ယောက်ကသူ့ရဲ့ဆရာမကိုသူ့ရဲ့မပြီးရဲ့အိမ်စာအကြောင်းလိမ်လည်နိုင်တယ်ပေါ့ကွာဥပမာဆိုရင်တော့they might say that they left the work at home when in fact they did not do the work at all သူကပြောမှာပေါ့နော်ဒီသူတို့ရဲ့အိမ်စာပြီးရဲပေါ့ဒါပေမဲ့အိမ်မှာခြံခဲ့တယ်တကယ်တမ်းကျတော့သူတို့ကတကယ်တမ်းကျတော့အိမ်စာမပြီးဘူးနော်အိမ်စာမပြီးတဲ့ဟာကိုလိမ်ပြောတယ် These students do not want to seem irresponsible so they make up an excuse alike to save face ဒီကျောင်းသားတွေကတကယ်တမ်းကျတော့သူတို့တာဝန်မကျေရဆိုတာကိုဖုံးကာခြင်းလို့ပေါ့နော်သူတို့ရဲ့အမားကို minimize လုပ်ခြင်းလို့သူတို့က excuse to alike ပေါ့နော်လိမ်ရခြင်းဖြစ်တယ်ပေါ့နော်ဒါကတော့ reason တစ်ခုပေါ့နော်လိမ်ရခြင်းရဲ့ reason တစ်ခု Okay နောက်ထပ် paragraph ကတော့ another reason people lie is to get out of situation that they do not want to be in or cannot manage နောက်ထပ်အကြောင်းအရာတစ်ခုကတော့လူတွေလိမ်လည်ရခြင်းရဲ့နောက်ထပ်အကြောင်းအရာတစ်ခုကတော့သူတို့က they do not want to be in or cannot manage သူတို့မလုပ်ချင်တဲ့အရာတွေတို့ manage မလုပ်နိုင်တဲ့ situation အခြေအနေတစ်ခုခုကိုသူကရှောင်ရှားဖယ်ရှားခြင်းတယ်ဆိုရင်သူတို့ကလိမ်လည်ပြောဆိုကြတယ်ပေါ့နော်နောက်ထပ် reason တစ်ခုက For example ဥပမာနဲ့ကြည့်ရမယ်ဆိုရင် if a company decides to have a weekend meeting one of the managers might not feel like attending company တစ်ခုကဒီ meeting ကိုလုပ်မယ်ဆိုရင်ဒီ manager တယောက်ကပေါ့နော်မတက်ချင်တာလို့ဖြစ်တတ်တယ် she may call her boss and give an excuse သူရဲ့boss ကိုခေါ်ပြီးမှသူက excuse ပေးနေရှိရောပေါ့နော် I've been fighting off a cold all week နော်ဒီတပတ်လုံးပေါ့နော်ဖျားနေတယ်ပေါ့နော်အေးမိဖျားနေတယ် and I truly cannot risk getting the others sick ချားသူတွေကိုကျွန်တော်စီကအဖျားမကူးစေချင်ဘူးကွာသူကမတွားချင်လို့မတက်ချင်လို့လိမ်လည်လိုက်တယ်ပေါ့နော်ဒါဒီ one reason ပေါ့နော် another reason I will be sure to get off the notes on Monday ကျွန်တော် Monday မှာပေါ့ဒီ note တွေအကုန်လုံးကိုပြန်ရေးထားမယ်ပြန်ယူထားမယ်ပေါ့နော် But individuals do not want to admit the truth and then face the consequences they use lies to avoid difficulties တူတယောက်ကပေါ့နော်ဒီအမှန်တရားကိုမပြောချင်တာဖြစ်ဖြစ်ဒီ consequences နောက်ဆက်ဆိုးကျိုးကိုမရင်ဆိုင်ချင်တာဖြစ်ဖြစ်အဲ့လိုမျိုးအခြေအနေမှာဆိုသူတို့ကဒီလိမ်ညာကြရပေါ့နော်လိမ်ညာပြီးမှသူတို့ဒီအခက်အခဲတွေကိုရှောင်ရှားကြတယ်ဒါကတော့နောက်ထပ် reason နှစ်ခုမြောက်ပေါ့နော်နောက်ထပ် reason သုံးခုကတော့ in contrast some people might tell a white lie when they do not want to hurt someone else's feelings in contrast ဆိုတော့က on the other hand ပေါ့နော်တစ်ဖက်တစ်ချက်မှာဆိုရင်ချို့လူတွေကတော့ might tell a white lie ကိုပြောကြရပေါ့နော်ဘာကြောင့်ပြောလဲဆိုတော့ they do not want to hurt someone else's feeling
တစုံတစ်ယောက်ရဲ့ဒီ feeling စိတ်ခံစားမှုကိုမထိခိုက်စေချင်တဲ့အချိန်မှာဆိုရင် white light ဆိုတဲ့ဒီဖြူရောင်လိမ်ညာမှုပေါ့ကွာတရားအတိတ်ပဲပြင်လာတာကိုသူတို့ကပြောကြတယ်ပေါ့နော်ဥပမာဘယ်လိုမျိုးလဲဆိုတော့ for example if a good friend shows up with an unflattering new haircut one could be truthful and say that haircut looks awful နော်ဥပမာနဲ့ပြောတာသူကငယ်ချင်းတစ်ယောက်ကပေါ့နော်ဒီစပင်ညက်လိုက်တယ်စပင်ညက်လိုက်တဲ့အချိန်မှာသူနဲ့ unflattering new haircut ဆိုတာတော့ unattractive ဖြစ်တဲ့ unfavorable ဖြစ်တယ်ပေါ့နော်သူနဲ့မလိုက်တဲ့unattractive မလာတဲ့ haircut နဲ့စပင်ကယ်နဲ့ထားခဲ့ရဆိုရင်သူက one could be truthful and say အမှန်တိုင်းပြောမယ်ဆိုရင်ဒါက that haircut looks awful လုံးဝနင်းနဲ့မလိုက်ဘူးပေါ့နော်လုံးဝမင်းနဲ့မလာဘူးဆိုမှပြောရပေါ့နော်အမှန်တရားဆိုရင်အဲ့လိုပြောနိုင်ရောဒါပေမဲ့a more likely scenario is to say it's very original it suits you နော်ဒါပေမဲ့ပိုပြီးမှကောင်းအောင်ပြောချင်နေတာတော့သူကလိန်လိုက်တယ်ပေါ့နော်မင်းနဲ့လိုက်ပါတယ်ပေါ့နော်ဒါကမင်းနဲ့ငကိုမူလအတိုင်းပဲပေါ့နော်မင်းနဲ့လိုက်ပါတယ်မင်းနဲ့လာပါတယ်ဆိုမှလိန်ပြောကြတယ်ပေါ့နော်ဒီလိုမျိုးကသူက and spells the friend's feeling သူရဲ့တကယ်ချင်းရဲ့ feelings ကိုမထိခိုက်ခိုင်းစေချင်လို့သူကလိန်ညာပြောဆိုလိုက်တဲ့ဒီလိုမျိုးလိန်လည်မှုဆိုရင်သူက white light လို့ပြောပေါ့နော် white light လို့ပြောတယ် These types of lights are generally not considered negative or wrong ဒီလိုမျိုးလိန်ညာချင်းကိုကတော့ negative လို့လည်းမမြင်ကြဘူးเนาะလူတွေကမားတယ်လို့လည်းမမြင်ကြဘူး In fact many people who have told the truth to loved ones only to see the negative reaction ပေါ့နော်ဒီအမှန်တရားပြောဆိုခြင်းရဲ့နောက်မှာသူရဲ့ဒီဆိုးကျိုးတွေရှိပေါ့နော်ချို့တွေကသူရဲ့ကိုချစ်တဲ့သူတွေကိုအမှန်တရားအများကြီးပြောလိုက်လို့သူတို့က negative reaction ပဲရကြတဲ့အချိန်တွေရှိရပေါ့နော် which they had to avoid like ပေါ့နော်အဲ့ဒီအချိန်မှာသူတို့ဒီ white light ကိုပဲလိမ်ညာပြီးမှပြောဆိုရင်ကောင်းပါပဲဆိုမှသူအနောင်တပဲရကြတယ် Therefore white lights can be useful in maintaining good relationship white lights ကတော့ဒီ relationship တွေကိုပေါ့နော် maintain လုပ်တဲ့အခါမှာသူက useful ဖြစ်နိုင်တယ်ပေါ့နော် can be useful ဖြစ်နိုင်တယ်လို့ထင်တယ်ပေါ့ဒါကတော့ that reason ဖြစ်တယ်ပြီးရင် food reason ကဘာဖြစ်မလဲဆို a somewhat different reason for lying has to do with self protection ပေါ့နော်နောက်ထပ် different reason တစ်ခုကတော့ဒီ self protection မိမိကိုယ်ကိုကာကွယ်ခြင်းတဲ့အချိန်မှာဆိုရင်ဒီလိမ်ညာခြင်းကိုတုံးကြပါတော့ဘယ်လိုအခြေအနေလဲဆို parents particularly those with small children may teach their children to use this type of protected lie in certain circumstances ချို့မိဘတွေပေါ့နော်ဒီကလေးရှိရဲ့ချို့မိဘတွေကသူတို့ရဲ့တာသမီတွေကိုဒီ protective lie ဆိုရဲသူတို့ကိုသူတို့ကာကွယ်ခြင်းတဲ့အခါမှာဆိုရင်ဒီလိုမျိုးလိမ်ညာမှုကိုပြောဆိုရတဲ့အခြေအနေတွေရှိရပေါ့နော် What should children do if stranger calls while the parents are out? Many parents teach their children to explain that mom and dad are too busy to come to the phone at that time. ဒီမျိုးလဲဆိုတော့သူကဥမာအဖြစ်ဒီဒဇိန်တယောက် stranger တယောက်ကပေါ့နော်ဒီသူ့ရဲ့မိဘတွေမရှိတဲ့အချိန်မှာဖုန်းခေါ်လာတဲ့အချိန်မှာဒီကလေး children တွေကတော့ဒီသူ့ရဲ့လိန်ပြောလိုက်ကြတယ်ပေါ့နော်ဒီအဖေနဲ့အမေကအလုပ်ချုပ်နေကြတယ်ဖုန်းမကင်နိုင်သေးဘူးတကယ်တမ်းကျတော့သူတို့ကအပြင်မှာရောက်နေပေါ့နော်ဒါဒီ in this situation protective lying can prevent harm or disaster ဒီမျိုးနေရာမှာဆိုရင်ဒီလိုမျိုးလိန်လိုက်ခြင်းအဖြစ်ကိုကဒီကိုယ့်အတွက်အန္တရာယ်ဖြစ်စေမဲ့အရာကို prevent လုပ်လိုက်နိုင်တယ်ပေါ့နော်ဒီလိုမျိုးအခြေအနေအခါမှာလည်းဒီ protective light ဆိုတဲ့ဟာကိုတုံးကြပါတော့ကို self protection လုပ်ချင်တဲ့အခါမှာဆိုရင်ဒီလိုမျိုးလူတွေကလိမ်လည်ကြရပါတော့ဒါကတော့နောက်ဆုံး reason တစ်ခုပါတော့ Okay ဒါဆိုရင် conclusion အနေနဲ့ people lie for many reasons လူတွေကအကြောင်းအရာမျိုးကြောင့်လိမ်ကြတယ် both good and bad ကောင်းတဲ့အရာအတွက်ဖြစ်မယ်မကောင်းတဲ့အရာအတွက်ဖြစ်မယ် however before people resort to lying in order to cover up mistakes or to avoid unpleasant situations ဒါပေမဲ့လူတွေကဒီ to resort to do something only because other options have failed lie in order to cover up mistake or to avoid unpleasant feelings ဒါပေမဲ့လေလူတွေကဒီသူတို့ရဲ့အမားကို cover up ဖုံးကွယ်ချင်တာဖြစ် avoid unpleasant situation ကိုမလုပ်ချင်တဲ့ situation တွေကိုရှောင်ရှားချင်တာဖြစ်ပေါ့နော်ဒီလိုမျိုးအခြေအနေမှာလိမ်လည်ကြရတယ်ဒါပေမဲ့လည်းသူတို့က perhaps the motives for lying should be analyzed ပေါ့နော်
ဘာကြောင့်မလို့လိမ်လည်ရတယ်ဆိုတာကိုကိုကကောင်းကောင်း analyze အသေးစိတ်လေ့လာတင်တယ်နော် One life may one day be exposed and cause severe embarrassment or loss of people trust ဘာကြောင့်လဲဆိုရင်တော့ဒီလိမ်လည်ခြင်းကပေါ့နော်ဒီနေ့ကျရင် expose ဖြစ်သွားနိုင်တယ်ပေါ့နော် expose ဖြစ်သွားနိုင်တယ်cause severe embarrassment ကိုဒီ embarrassment ပေါ့နော်ကိုယ့်ရဲ့အချက်တိတ်ခါကိုထိပါလာနိုင်တယ်ကိုယ့်ရဲ့ဒီယုံကြည်ရတဲ့လူတွေရဲ့ယုံကြည်မှုကိုဆုံးရှုံးစေနိုင်တဲ့အတွက်ကြောင့်မလို့ကိုကကောင်းကောင်းဒီ motives for lying တင်ငယ်ချင်းရဲ့ဒီအကြောင်းအရာနောက်အကြောင်းအရာကိုကောင်းကောင်း analyze လုပ်တင်တယ်ပေါ့နော်ဒီဒါကတော့ဒီ the truth behind lying ပေါ့နော်ဒီတင်ငယ်ချင်းရဲ့နောက်ကအမှန်တရားပေါ့နော်ဒီအကြောင်းဖြစ်တဲ့သူကပထမဆုံးဒီစာပိုက်ကိုဖတ်ပြီးသွားပြီဆိုတော့မေးချင်တာဒီ essay ကပေါ့နော် focus on causes လားဒါမှမဟုတ်ရင် focus on effects လားပေါ့နော်ဒီသူရေးထားတာကိုကြည့်လိုက်ခြင်းအပြင်သူရဲ့ information တွေကိုကြည့်လိုက်ခြင်းအပြင်ဒါလို့ထင်ကြတယ်ပေါ့hello focus on causes လား focus on effects လားတယောက်တော့ဖြေလို့ရမယ်one reason cause okay နောက်လူတွေရောဘာထင်ကြလဲ cause တယောက်က cause 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 ပေါ့နော် okay ဒါဆိုရင်ဒါ cause focus on causes essay ဖြစ်တယ်ပေါ့နော်ဒါကဘာကြောင့်လဲဆိုတော့ဒီမှာကသူ့ရဲ့ reason တွေကိုအဓိကပြောပြထားတယ်နော် why do people lie ပေါ့လူတွေဘာကြောင့်လိမ်ကြတယ်လဲဆိုရဲအကြောင်းအရာ reason တွေကိုအဓိကအားထားပြီးမှရေးထားတဲ့အတွက်ကြောင့်မလို့သူက focus on causes essay method နဲ့ရေးထားဖြစ်တယ်ဒါတည်သွားပြီဆိုတော့အောက်ကမေးခွန်းကိုဖြေကြည့်ရအောင်နော် What is the thesis statement that the Sabaya thesis statement main point ကပါတယ်ပေါ့နော် thesis statement ဆိုရင်တော့ဒီ introduction မှာတွားကြည့်ရအောင်တော့ thesis statement ကတော့ Sharon this type of story trend honesty thesis statement ကတော့ဒီအဖြစ်မယ်နော် The fact The fact is that human being like for many reasons လူတွေကအကြောင်းအရာမျိုးမျိုးကြောင့်လိမ်လည်ကြတယ်เนาะဒီစာကြောင်းက thesis statement သူရဲ့ main point ဖြစ်မှာပေါ့နော်။ဒါကြောင့်လဲဆိုဒီအောက်မှာလည်းဒီလူတွေလိမ်လည်ရတဲ့အကြောင်းအရာကိုရှင်းပြထားတဲ့အတွက်ကြောင့်မလို့ဒီက main point ဖြစ်သွားမယ် thesis statement ဖြစ်သွားမှာเนาะ။ Okay ဒါဆိုရင်တခုမေးချင်တာကရှေ့ဘက်ကလည်းတင်ပြီးသွားပြီเนาะ။ဒီ thesis statement ကပေါ့နော် implying thesis statement လားမဟုတ်ရင် stated thesis statement The fact is that human being lie for many reasons မမီကြသေးလားမသိဘူးเนาะ imply နဲ့ stated thesis statement ဆိုတာနှစ်ခုရှိရเนาะဘယ်သူမမီကြလဲ This is implied or stated ရှိဘူးလားမမီရဲ့သူimplying အင်္ဂါမလုပ်ကြဘူးထင်တယ်နော်စာတိကျပြန်မကြည့်ကြဘူးထင်တယ်နော် Okay so ရေမသိဘူးနော်ဒါကဟိုရဖြစ်မှာပေါ့နော် implying thesis statement ဖြစ်မှာပေါ့နော်ဒီတယောက်ပြောလာ imply ပေါ့နော် imply ဖြစ်မယ်ဘာကြောင့်လဲဆိုတော့သူကဒီပြောရမယ့်အကြောင်းအရာ reason အကြောင်းအရာတွေကိုသူကတိုက်ရိုက်မရေးထားဘူးပေါ့နော်ဒီ minimizing a mistake တို့ဒါတွေကသူရဲ့ point of development တွေပေါ့ဒါတွေကိုသူကဒီမှာတိုက်ရိုက်မရေးထားဘဲနဲ့သူက imply လုပ်ထားတာပေါ့နော်တွဲဝိုက်ပြီးမှဒီ
ရေးထားခြင်းဖြစ်တယ်ပေါ့နော် many reasons ဆိုမှအကြမ်းဖြင့် general ပဲပြောထားတယ်ဒါကြောင့်မလို့သူက implied thesis statement ဖြစ်မယ်နော် okay နောက်ထပ်ဝေမိကုနံပါတ်1မှာတွားခင်မှာဒီဟာရဲ့ hook ကဘာဖြစ်မလဲဆိုရှာကြည့်ရအောင်နော် hook ကတော့ပထမဆုံးစာကြောင်းပေါ့နော်ဒီ essay ရဲ့ hook ပထမဆုံးစာကြောင်းဖြစ်မယ် most children are taught the virtue of honesty and fairy tales and other story ပေါ့နော်ဒီဟာကတော့ hook ဖြစ်သွားမယ်ပြီးရင်ဒီနောက်မှာပါလာတဲ့ဒီ thesis statement မရောက်ခင်အထိကတော့ connected information တွေဖြစ်တယ်ပေါ့နော် all right second questions what 3 example of liars from famous story does the author give in the introduction okay စာဖတ်သွားပြီဆိုတော့ဒီ example 3ခုပေးထားပါเนาะ introduction မှာဒီ famous story တွေအကြောင်းကိုဘာ story ဖြစ်မလဲပေါ့เนาะ introduction မှာသူကလိမ်လည်ချင်းရဲ့ကလေးတွေကိုပြောပြတဲ့ story 3ခုပြောထားပြီเนาะဘာ story ဖြစ်လဲဆိုတာမမေ့သေးလားတမကြည့်သေးရင် what are the three examples of liars from famous stories does the author give in the introduction တိကြတော့လားခိုင်းမိပါဘူးเนาะဖတ်ပြီးချင်ဒီမှာကြည့်မယ်ဆိုရင်သူက Pinocchio အကြောင်းကိုသူက example အနေနဲ့ပြောထားတယ်ပြီးရင် The Boy Who Cried Wolf second example and now တခုကတော့ဒီ George Washington ရဲ့အကြောင်းပေါ့နော် Young George Washington ရဲ့အကြောင်းကိုဒီ example လိမ်လည်ချင်းရဲ့မကောင်းတဲ့အကြောင်းကို example အနေနဲ့ပြောပြထားတာပေါ့နော်သူကနေဒီဒါ ABC ကခုနက Pinocchio ဖြစ်မယ် George Washington and The Boy Who Cried Wolf okay မိကုနံပါတ်3က in paragraph 4 the idiom a white lie is used in the topic sentence but is not defined write your own definition of a white lie white lie ဆိုတဲ့ definition ကို own sentence နဲ့ရေးပြပါဦးเนาะဒါတော့တရားနဲ့တရားတူမှာမဟုတ်เนาะဒါကကြော်လိုက်နော် Number 4 in paragraph 5 the author supports the topic sentence by giving an example of a dangerous situation what example does the author give paragraph 5မှာတဲ့ဒီစာရေးသူက topic sentence ကို support လုပ်ဖို့အတွက်ဒီက example တစ်ခုပေးလိုက်တယ်ပေါ့နော် dangerous situation အန္တရာယ်ရှိတဲ့ situation အကြောင်းတစ်ခုကို example ပေးလိုက်တယ်ဒါဘာဖြစ်မလဲပေါ့ what example does the author give ဘယ် example ကိုသုံးထားတယ်လဲပေါ့နော် paragraph 5 and charging no paragraph 5 somewhat different သူက paragraph 5မှာဒီဟာပေါ့နော်သူရဲ့ parents တွေမရှိတဲ့အချိန်မှာ stranger တယောက်ကဖုန်းခေါ်လာရင်ဒီသားသမီးတွေကလိန်ကြပါတော့လိန်ပြောကြသူတို့ရဲ့ self protection အတွက်လိန်ပြောကြတာက example ဖြစ်မှာပေါ့နော်သူရဲ့ paragraph 5ရဲ့ okay question number 5 reread the concluding paragraph of The Truth Behind Lying does the writer offer a suggestion an opinion or a prediction the concluding paragraph မှာပေါ့နော်ဒီစာရေးသူက suggestion ကိုပေးထားသလားသို့မဟုတ် opinion လားသို့မဟုတ် prediction ခန့်မှန်းချက်ကိုပေးထားသလားပေါ့နော်ဒီဒါ concluding paragraph ပေါ့ဘာကိုပေးထားလို့တင်တယ်သူက concluding paragraph မှာချက်ပြန်ဖတ်ကြည့်suggestion ပေးထားသလား opinion ပေးထားသလားသို့မဟုတ် prediction လုပ်ထားတာเนาะတရားတော့ဖြေပေးနိုင် concluding paragraph ကိုဖတ်ပြီးမယ် suggestion တဲ့တရားပါချို့တွေရော and other students
suggestion la, opinion la, suggestions. Okay. Suggestion ကိုပေးထားပါတော့သူကဒီမှာကြည့်ရမယ်ဆိုရင် perhaps the motives for lying should be analyzed. Should be ဆိုတာဒီဟာ suggestion ပေးတဲ့အခါမှာတုံးတဲ့ဒီစကားလုံးဖြစ်တယ်နော် should be analyze လုပ်တင်တယ်ဆိုတော့သူက suggestion ကိုပေးလိုက်ခြင်းဖြစ်တယ်ပေါ့နော် okay ဒါဆိုရင်ကတော့မေကွန်းနံပါတ်ပြီးသွားပြီဆိုရင်ဟို topic sentence တွေ paragraph 2 ရဲ့ topic sentence ကတော့ဒီဟာဖြစ်မှာပေါ့နော် one reason for lying has to do with minimizing mistake. It's going to be the topic sentence for paragraph 2 and another reason people lie is to get out of situation that they do not want to be in or cannot manage. And this one is going to be topic sentence one, no? Paragraph 2 the topic sentence payment. In contrast, some people might tell a white lie when they do not want to hurt someone else's feelings. Paragraph 2 the topic sentence payment. ဘာကြောင့်လဲဆိုသူဒီနောက်မှာသူ့ကို support လုပ်ပြီးမှရှင်းပြထားပါဒီမှာဆိုရင်လည်းဒီပထမဆုံးစာအကြောင်းက topic sentence ဖြစ်မှာပဲเนาะ self protection အကြောင်းကို self protection ကြောင့်လင်လေရချင်းဖြစ်တယ်ဆိုတာကိုရှင်းပြထားတဲ့အတွက်ကြောင့်မလို့သူက topic sentence ဖြစ်လို့เนาะဒီမှာဆိုလဲဒီ essay မှာဆိုလဲသူက thesis statement ပေါ့เนาะ the fact is that human being lies for many reasons ကိုသူက conclusion မှာပြန် state လုပ်ထားပါเนาะ people lie for many reasons both good or bad. However, before people resort to lie in order to cover up mistake or avoid unpleasant situation ဒီမှာဆိုရင်လည်းသူကပြန်ပြီးမှ state လက်လုပ်ထားတာကိုတွေ့ရပါတော့ thesis statement ကို sorry yellow okay never mind ဒီမှာပေါ့နော်ဒီကိုကဒီ thesis statement ကိုပေါ့နော် conclusion မှာအမြဲတမ်းလာပြီးမှပြန်ပြီးမှ summarize လုပ်ဖို့လိုပေါ့နော်တိုက်ရိုက်တော့ရေးစရာမလိုဘူးဒါပေမဲ့different what choice of word နဲ့ကိုကပြန်ပြီးမှစာစီပြီးမှပြန်ရေးပေးရတယ်နော် okay ဒါဆိုရင် cause and effect essay ရဲ့ structure ကိုလည်းကောင်းကောင်းသိပြီဆိုရင်ကို grammar ပြန်သွားအောင်ပေါ့နော် grammar ပြန်သွားချမယ်Okay, cause and effect essay မှာကိုကဒီ grammar တွေသူ့ရဲ့ grammar တီးထားနေတဲ့ grammar တွေရှိတယ်နော် grammar တွေကဒီ connectors for cause and effect essay ကိုနော် connector တွေ connector show relationship between ideas in sentences and paragraph connector တွေကဒီ sentences တစ်ခုနဲ့တစ်ခု paragraph တစ်ခုနဲ့တစ်ခုကိုrelationship ချိတ်ဆက်ပေးရနော် in cause and effect essay writers commonly use connecting words and phrases in the following chart ဥပမာနဲ့ကြည့်ရမယ်ဆိုရင်ဒီမှာ connector that show cause ပေါ့နော် cause ကိုပြတဲ့ connector တွေရှိရဘာတွေဖြစ်မလဲဆိုရင် as a result of because of due to ပေါ့နော်ဒါတွေကတော့ cause ကိုပြတဲ့ connector တွေဖြစ်တယ် as a result of ဆိုတာတော့ဒီတခုဖြစ်ရခြင်းရဲ့ရလက်ကပေါ့နော်အဲ့လိုပြောခြင်းတဲ့အချိန်မှာ because of ဘာကြောင့်လဲဆိုတော့ due to ဘာကြောင့်လဲဆိုတော့ပေါ့နော် as a result of the rain we got wet မိုးရွာတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အားလုံးwe got wet ပေါ့နော်မိုးဆိုသွားကြတယ် because of the rain we got all wet due to the rain we all got wet ပေါ့နော်ဒါဆိုရင်သူက cause ကိုအဓိက emphasize လုပ်ခြင်းတဲ့အခါမှာဆိုရင်ဒီ connector တွေကိုသုံးပြီးမှရေးကြတယ်ပေါ့နော် as part of an adverb clause adverb clause အတွက်ဆိုရင်ကတော့ because နဲ့ since ကိုသုံးကြတယ်ပေါ့နော်ဥပမာ because it rained we all got wet since it rained we all got wet ပေါ့နော် meaning ကတော့အတူတူပဲဒီ cause ကိုသူက focus လုပ်ခြင်းတဲ့အတွက်ကြောင့်မလို့ဒီ connector တွေသုံးခြင်းဖြစ်တယ်ပြီးရင်ဒီ effect ကိုပြတဲ့ connector တွေလည်းရှိအောင်နော် effect ကိုပြတဲ့ connector တွေကတော့ for these reasons therefore as a result thus consequently ပေါ့နော်ဥပမာ out of the blue it started to rain heavily and none of us was prepared for it
For this reason we all got wet ဒီလိုမျိုးဖြစ်ရခြင်းမိုးရွာခြင်းကြောင့်မလို့ cause ကဒါ cause ပေါ့နော် for this reason သူက results ကိုပြချင်တယ်ဆိုရင် or we all got wet ဆိုတဲ့ result ကိုပြချင်တဲ့အတွက်ကြောင့်မလို့ for this reason ဆိုမှသူကတုံးလိုက်တယ်ဒီမှာဆိုရင်လည်း therefore we all got wet ပေါ့နော် therefore လည်းတုံးလို့ရတယ် as a result we all got wet သို့မဟုတ် thus consequently ပေါ့နော်ဒါတွေကိုတုံးကြတယ်ပေါ့နော် connector တွေကိုတုံးပြီးမှ cause and effect ကို sentence တွေကိုရေးကြတယ်noun clauses okay noun clauses take the place of a noun or a noun phrase in the sentence. Study the following just noun clauses တွေကတော့ဒီ noun ရဲ့နေရာမှာသူကတွားပြီးမှအစားထိုးလိုက်ရပါတော့ဥပမာဆိုရင်ဒီမှာ function subject noun ကိုသူအစားထိုးလိုက်တယ် the pizza was delicious ဆိုရင်သူက the pizza အစားမှာ clause ကိုသုံးလိုက်ရပါတော့စကားစုတစ်ခုသုံးလိုက်ရ clause what I ate for dinner so not what I ate for dinner was delicious pizza ကိုပြောရပါတော့ဒီ pizza ကိုသူကတစ်ခုနဲ့ပြန်ပြီးမှတွားပြီးမှအစားထိုးလိုက်ရပါတော့object noun မှာဆိုရင်ဒီမှာ I don't know the answer ဒီလိုဆိုရင်သူက answer နေရာမှာ I don't know what the answer is noun clauses ကိုအစားထိုးလိုက်ရပါတော့ဒီ preposition မှာလည်းသူကအစားထိုးလို့ရတယ်နော် no one is interested in his remarks no one is interested in what he said preposition ရဲ့နောက်ကဒီစကားလုံးကိုသူကnoun clauses နောက်တစ်ခုနဲ့ပြန်အစားထိုးလိုက်ရအောင်နော် in subject complement the main problem is a lack of workers a lack of workers အစားမှာသူက clause တစ်ခုအစားသုံးလိုက်တယ်နော် that there are not enough worker အတိတ်ကအတူတူပဲဒါပေမဲ့သူက clauses ကို noun ရဲ့နေရာမှာ noun clauses ကိုသုံးလိုက်တယ်နော် noun clauses တွေက begin with the following connectors ဒီ connector တွေနဲ့တွဲမှသုံးကြတယ်ပေါ့နော်ဒီ adverbial connector တွေဆိုရင် if that whether နဲ့ဖြစ်မယ်ပြီးရင် wh connector ခုနကဒီ that တွေ what တွေနဲ့ noun clauses တွေနဲ့တွဲသုံးကြတယ်ဟုတ်ရင် whatever whenever wherever ဒါတွေနဲ့လည်းသူက noun clauses တွေကိုသုံးကြတယ်နော်ဒီနောက်တစ် slide က wordiness ဆိုတော့ definition ကတော့ wordiness means using more words than necessary which can confuse or bore the reader wordiness ဆိုတဲ့အဓိပ္ပာယ်ကတော့သူကဒီစာ essay တစ်ခုရေးတဲ့အချိန်မှာကိုကလိုထားတဲ့ပို့ပြီးမှစကားလုံးတွေကိုသုံးလိုက်ရပေါ့နော်မလိုအပ်တဲ့စကားလုံးတွေကိုသုံးထားတာဖြစ်တယ်အဲ့လိုသုံးခြင်းအဖြစ်ကိုကဒီစာဖတ်တဲ့သူကို confuse ဖြစ်စေနိုင်တယ်ဘာလို့ဒီကို bore ဖြစ်စေနိုင်တယ်ပေါ့နော် boring ဖြစ်သွားနိုင်တယ် importance of precise language clear and specific wording is essential in all types of writing including cause and effect essay ကိုကဒီ clear ဖြစ်ပြီးမှရှင်းရှင်းလင်းလင်းနဲ့တိတိကျကျရေးနိုင်မှုလို့ပေါ့နော်ဒီ wordiness ဆိုရဲစကားလုံးလိုရတဲ့ပုံပြီးမှမတုံးတင်ဘူးပေါ့နော် essay တစ်ခုမှာဆိုရင် impact of wordiness ပေါ့နော်သူရဲ့ so impact ကဘာဖြစ်မလဲဆိုတော့ it makes writing less clear and harder to read ပိုပြီးမှရှင်းလင်းမှုနည်းသွားတယ်ပေါ့နော် wordiness ကြောင့်မလို့ရှင်းလင်းမှုနည်းသွားတယ်ပိုပြီးမှဖတ်ရခက်သွားတယ် solution ကတော့ eliminating unnecessary words improves clarity and readability ဒီ wordiness စကားလုံးမလို့အပ်တဲ့စကားလုံးတွေကိုကိုကပယ်ချလိုက်ခြင်းအဖြစ်ကိုရဲ့ writing ကလည်းပိုပြီးမှဖတ်လို့ကောင်းတော့မယ်ပိုပြီးမှကိုကဘာကိုရည်ညွှန်းချင်တာလဲဘာကိုရည်ရွယ်ချင်တာလဲဆိုတော့ကောင်း effective ဒီကိုကပေါ်ပြနိုင် some writer use too many words တချို့စာရေးသူတွေကတော့ many words စကားလုံးအများကြီးရေးချင်ကြပါတော့စကားလုံးအများကြီးရေးရင်သူတို့ကဒီပိုပြီးမှကောင်းသွားမလားပိုပြီးမှအမှတ်ရသွားမလားဆိုမှတွေးကြတာတကယ်တော့မဟုတ်ဘူးပေါ့နော်ဒီစကားလုံးများတိုင်းကိုယ့်ရဲ့ writing ကကောင်းတယ်လို့မပြောနိုင်ဘူးပေါ့နော် In English academic writing being clear and concise is more important ပိုပြီးမှအရေးကြီးတာကတော့ဒီ writing မှာတော့ clear ဖြစ်ရမယ် concise တိကျရမယ်ကိုဘာပြောချင်တယ်လဲဆိုတာကိုဒီစာဖတ်တဲ့သူကိုတိကျပြောပြနိုင်ရမယ်နော်ဒါကပိုပြီးမှအရေးပါဖြစ်တယ် extra words make your ideas harder to understand
မလို့အပ်တဲ့စကလုံးတွေတုံးချင်အဖြစ်ကိုယ့်ရဲ့ဒီစာအုပ် idea ပေါ့နော်ကိုပြပြချင်တဲ့အရာပို့ပြီးမှနားလေရခက်သွားနိုင်တယ် could writer say more with fewer words ကိုကဖြစ်နိုင်မယ်ဆိုရင်ဒီစကလုံးနည်းနည်းလေးနဲ့ဒီကိုပြောချင်တဲ့အကြောင်းအရာကိုclear and concise ဖြစ်အောင်ရေးသားရမယ်ပေါ့နော် use short clear phrases instead of long and wordy ones clear ဒီမှာတိုးပြီးမှ clear ဖြစ်တဲ့ phrases တွေကိုတုံးရမယ် long နဲ့ wordy ဖြစ်တဲ့ဟာတွေဆိုရင်ကိုကလိုအပ်တဲ့ဟာတွေဖြုတ်ချရမယ်နော် okay ဥပမာနဲ့ကြည့်ရမယ်ဆိုရင်ဒီမှာ wordy ပေါ့နော် wordy ဆိုတာဒီဘက်ကတော့မလိုအပ်တာမလိုအပ်ပြီးမှစာကြောင်းရှည်နေရပါတော့ at that point in time ကိုက at that time ဆိုမှကိုပြီးမှ concise တိကျပြီးမှတူတောင်းနဲ့ရေးလို့ရပါနော် despite the fact that ဆိုရင် despite plus now ခိုင်းသွားလို့ရပါနော် for all intents and purposes ဒါဆိုရင်ရေးစရာမလို use nothing ပေါ့နော်ဒါတွေဆိုရင်ကိုယ့်ရဲ့ဒီစာကိုရှေ့ခိုင်းပြီးမှဒီအတိတ်တွေကတော့ကောင်းကြည့်ရအောင်မပြောနိုင်တော့ဘူးเนาะဒါတွေတုံးချင်အဖြစ် for the purpose of အစားကို for တုံးလို့ရတယ် in my opinion I believe in my opinion I believe အစား in my opinion ခုပဲတုံးလို့ရမဟုတ်ရင် I believe ဘာကြောင့်လဲဆိုတော့သူတို့နှစ်ခုကအတူတူပဲပေါ့เนาะ meaning က in the event that even as if တုံးလို့ရတယ်ပို့ပြီးမှ concise ဖြစ်ချင်ရင် in the final analysis finally တုံးလို့ရတယ် in the vicinity of near တုံးလို့ရတယ် it goes without saying it seems unnecessary to point out ဒါတွေကတော့ကိုယ့်ရဲ့ဒီ bodiness ကိုပုံမှန်ဖြစ်ခိုင်းစေပေါ့နော် what တွေအများကြီးတုံးထားရတာတွေကတုံးစရာမလိုဘူး make a statement saying ဒါဆို set တုံးလို့ရတယ် the reason why is because တုံးလို့ရတယ် when all is said and done ဒါတွေဆိုရင်ကိုကဒီ exaggerate extra words တွေဖြစ်တယ်ပေါ့နော် extra words တွေကဒီမလိုဘူးပေါ့နော်မလိုဘူးဆိုရင်ကိုကဒီနိုင်မတုံးတင်ဘူးပေါ့နော်ကိုကကိုယ့်ရဲ့ရွေချက်ကိုတိကျပြီးမှစကားလုံးနည်းနည်းလေး short sentence နဲ့ short paragraph နဲ့ပြောပြချင်တဲ့အတွက်ကြောင့်မလို့ဒီ extra words တွေunnecessary words တွေကိုကိုကတတ်နိုင်ဆုံးeliminate ရှောင်ရှားပေးချရမှာပေါ့နော် ပြီးရင် redundancy လဲခုနရဲ့ wordiness ရဲ့ subset ခုပဲဖြစ်တယ်နော် redundancy လဲသူကမလိုအပ်တဲ့ဟာကိုရေးထားဖြစ်တယ် repeating the same information unnecessarily မလိုအပ်တဲ့ information ကိုဟိုကပြန်ပြီးမှ repeat လုပ်ထားပါတော့ပြန်ပြီးမှရေးထားခြင်းကို redundancy လို့ခေါ်ပါတော့ redundancy လဲဒီ writing တစ်ခုမှာကိုကproblem တစ်ခုဖြစ်တယ်ပေါ့နော်အဓိကပြဿနာတစ်ခုဖြစ်တယ်ဒါကိုကအတတ်နိုင်ဆုံး short ချရမယ် is a type of wordiness that weakens your writing ဒါ wordiness တွေက type တစ်ခုဖြစ်တယ်ပေါ့နော် writers sometimes repeat idea thinking it will make their essay better ဒီကို writing တွေပါရေးတဲ့အချိန်မှာကိုကဒီ idea တစ်ခုကိုပဲrepeat လုပ်ကြတယ်ပေါ့နော် repeat လုပ်လိုက်ကြကိုကpurposefully ဖြစ်ကိုက accidentally ဖြစ်ကိုက repeat idea တွေကို repeat သွားလို့မိကြတယ်ဒါတွေက redundancy လို့ခေါ်တယ်နော် but repeating the same point does not add value it just make the writing longer and less clear ဒီမျိုး repeating လုပ်ခြင်းအပြင် point တစ်ခုပေါ့နော် information တစ်ခုကိုထပ်ခါပြောခြင်းအပြင်ကိုယ့်ရဲ့ဒီ writing ကပို့ပြီးမှစာဖတ်တဲ့သူတွေကောင်းတာမဟုတ်ဘူးကိုယ့်အတွက်ကောင်းတာမဟုတ်ဘူးเนาะဒါကကိုယ့်ရဲ့ writing ကိုပို့ပြီးမှရှင်းပြစေတယ် let's clear ပုံမှန်မရှင်းလင်းစေဘူးပေါ့နော် redundancy can happen in phrases or entire sentence redundancy က phrases တွေမှာလည်းဖြစ်နိုင်လို့ entire sentence မှာလည်းဖြစ်နိုင်တယ်ဥပမာနဲ့ကြည့်ရမယ်ဆိုရင်ဒီမှာဆိုရင် collaborate together collaborate နဲ့ together က collaborate ကပူးပေါင်းလုပ်ဆောင်ရတယ်ပေါ့နော်ပူးပေါင်းလုပ်ဆောင်ရဆိုတာ together မလို့တော့ဒါ redundancy ဖြစ်နေ word ကဒါကြောင့်မလို့ပို့ပြီးမှ concise ဖြစ်ဖို့တော့ collaborate ပဲသုံးရရတယ်ပေါ့နော်ဒီမှာဆိုလဲ completely unanimous ဒါဆိုလဲ completely ကသူကအတိတ်ပဲတူနေတာမလို့ဖြုတ်ချလိုက်လို့ရတယ် court house building court house ဆိုတာကတော့ဒီ building ကိုပြောရဆိုတာတည်ရပေါ့နော်တည်ရအတွက်ကြောင့်လို့ဒါက extra words ဖြစ်နေတယ်ဒါကြောင့်မလို့ court house ကိုလည်းရေး descend downward descend ဆိုတာနဲ့ဒီကအောက်ကိုကျရေးဆိုတာအတိတ်ပဲတက်ရောက်နေပေါ့နော် downward ဆိုတာပြန်ပြီးမှတီချာပေါ်ပြစရာမလိုတဲ့အတွက်ကြောင့်မလို့ဒီ descend တစ်ခုနဲ့တင်သူကအတိတ်ပဲ concise
တိကျကျ clear ဖြစ်အောင်ရေးနိုင်တယ်ပေါ့နော်ဒါတွေကသူ့ရဲ့ redundancy တွေဖြစ်တယ် word တွေမလိုလားဘဲနဲ့သုံးထားခြင်းကို redundancy လို့ခေါ်တယ်ပေါ့နော်ဥပမာအနေနဲ့ဒီ sentence ခုမှာကြည့်ရမယ်ဆိုရင် The United States is the most influential power in the world partly because of its abundant material resources and stable political system this country has great influence in global affairs ဒီမှာဆိုရင်ဒီအနီရောင်နဲ့ရေးထားတာတွေကwordiness တွေဖြစ်တယ်ပေါ့နော်မလိုလားဘဲနဲ့စာကြောင်းအရှည်ရေးထားပါတော့ဒါကိုပို့ပြီးမှ concise precise clear ဖြစ်တယ်ဆိုရင်သူက The United States has a great influence in global affairs မှာပြီးသွားပြီ power တွေပါဖြုတ်ချလိုက်ပြီ in parts because of its abundant material resources and stable political system နော်နောက်ကဒီ this country has great influence in global affairs ဒါကတော့ဒီရှေ့မှာပြောထားပြီလို့ပြန်မှမရေးတော့ဘူးเนาะဒီမှာဆိုရင်သူရဲ့ information က repeat ဖြစ်နေတယ်ပေါ့နော်ဒီလိုမျိုးဖြစ်ရင်ကိုယ့်ရဲ့ writing က we can အားနေတော့ပါเนาะကိုယ့်ရဲ့ writing ကအမှတ်ဆိုရတင်တယ်လို့မရတော့ဘူးเนาะဒီလိုမျိုးတွေကိုကိုကတတ်နိုင်ဆုံး produce လုပ်ရမယ်ဒါတော့ wordiness နဲ့ redundancy အကြောင်းပေါ့နော် okay ဒါဆိုရင် grammar တွေလည်းသိပြီ wordiness redundancy လည်းသိပြီဆိုတော့ကျွန်တော်တို့နာရီ30 class ကိုဒီ class ပဲပြီးကေအင်စာပေးလိုက်မယ်နော်အင်စာက Discord မှာပဲတင်ပို့ထားလိုက်မယ်ကိုကဒီ cause and effect ပေါ့နော် cause and effect essay ကို focus on causes ဖြစ်ဖြစ် method နဲ့ဖြစ်ဖြစ် focus on effects method နဲ့ဖြစ်ဖြစ်တခုပေါ့နော် cause and effect essay တခုကိုရေးခဲ့ခိုင်းစီခြင်းတယ်ပေါ့နော်ဒီဒါဆိုအင်စာက Discord မှာပဲပြန်ပို့ထားလိုက်ပြီနော်ပြီးရင်ဟိုရလည်းပြန်ပို့ပြီးသားနော် Discord ဒီမှာကခုနက cause focus on causes essay ကိုဖတ်ပြတော့တယ်နော် focus on effects essay ကိုဒီ Discord မှာပြန်ပြီးမှဖတ်ကြည့်ခြင်းတဲ့သူတွေအတွက်ပြန်ပို့ထားပေးမယ်ဒီဒါဆိုရင်မေးချင်တဲ့မေးခွန်းတွေရှိလားမသိဘူးဒီနေ့ရဲ့ lesson နားမလည်တဲ့ဟာတွေမရှင်းတဲ့ဟာတွေပြန်ပြီးမှမေးလို့ရပါတယ်မရှိတော့ဘူးเนาะဒါဆိုရင် class ကိုဒီမှာပဲရပ်နားလိုက်ပါမယ် Thank you everyone for joining my class and bye bye